မင်္ဂလာပါဆိုတော့အခုတော့ဒုမြန်မာနိုင်ငံမှာဆိုရှင်ကြော့ရှော့ဘန်စီလိုက်တဲ့ဖနက်ကိစ္စကြောင့်လုံးဝကဲဖြစ်နေတဲ့ကဲထနေရဆိုတော့ကျွန်တော်နည်းနည်းလေးပြောချင်ပါတယ်ကြော့ရှော့ဘန်ဒီဖနက်ဘာကြောင့်စီးတာလဲဆိုရှင်သူ့ရဲ့စိတ်ထဲမှာဘာရည်ရွယ်ချက်မှမရှိဘူးဘာမကောင်းတဲ့စိတ်လည်းလုံးဝမရှိဘူးသူကရိုးရိုးတသားနဲ့စီးလိုက်တာနော်လို့ရှင်ဒုမြန်မာနိုင်ငံကိုတာမိုးမထားခြင်းတဲ့စိတ်အလေးနဲ့မထားတဲ့စိတ်မချစ်တဲ့စိတ်တာမိုးမထားတဲ့စိတ်လုံးဝမရှိဘူးဆိုတော့ကျွန်တော်100%ပြောရတယ်ဘာကြောင့်လဲဆိုရှင်တော့ဒီဖနက်အလန်နဲ့လှုပ်ထားတဲ့ဖနက်တွေဆိုလို့ရှိရင်တော့နိုင်ငံတိုင်းမှာရှိတယ်ကုန်တိုက်တိုင်းမှာလည်းကြည့်လိုက်အများကြီးရှိတယ်ဘုဖနက်မျိုးစုံပေါ့နော်ဒီအလန်နိုင်ငံနဲ့လှုပ်ထားတော့တယ်အများကြီးရှိတယ်ဆိုတော့ကျွန်တော်ပြောချင်တာကကြောက်ရှော့မနဲ့ဘာကြောင့်ဒီဟာစီးလိုက်တာဆိုသူ့စိတ်ထဲမှာသူထင်တာတော့ပေါ့နော်ကိုမြန်မာနိုင်ငံဘလောက်ချစ်ကြဘလောက်တာမူထားကြဆိုရဲအတွေးမျိုးနဲ့ဆိုတော့အဲ့လိုမျိုးစိတ်မျိုးနဲ့ပဲသူကစီးမိလိုက်တာစီးဖြစ်လိုက်တာသူကကိုအဲ့ဒါကြီးစီးလိုက်လို့ဘာဖြစ်သွားမယ်ဆိုတော့သူကမသိမိလိုက်ဘူး so just accident တော့မတော်တဆဖြစ်သွားတယ်ဆိုတော့သူကအဲ့လောက်ထိဖြစ်သွားမယ်လို့လည်းသူထင်မှာမဟုတ်ဘူးနော်ဆိုတော့ချုပ်လေကျွန်တော်ပြောချင်တာကကျောင်းဆောင်မှာကမြန်မာနဲ့ဒုမြန်မာနိုင်ငံမချစ်ဘူးအလေးနဲ့လည်းမထားဘူးတာမိုးလည်းမထားဘူးစော်ကားရချင်းရောက်တဲ့ဘာမျိုးအဲ့လိုမျိုးကိုစိတ်နဲ့မနိုင်ကြပါနဲ့တချို့တော့သူတွေသူပြောချင်တာကသူကရိုးရိုးတသားနဲ့စီးလိုက်တာသူ့စိတ်ထဲမှာဘာရွယ်ချက်မှမရှိဘဲနဲ့သူစီးလိုက်တယ်ပြောရှင်အခုဒုမြန်မာနိုင်ငံတော့မြန်မာယဉ်ကျေးမှုဆိုတာတော့ရှိတာပေါ့ဘလို့ရှင်ဒီဒုမြန်မာနိုင်ငံမှာတော့အလန်နဲ့လှုပ်ထားတဲ့ဖက်နှက်တွေတော့မရှိဘူးကြာကျွန်တော်လက်ခံတယ်ဒါပေမဲ့ဥပမာကပြောမယ်ဆိုရှင် तू ကဒုမြန်မာနိုင်ငံကနေကြီးပြလာတဲ့လူလည်းမဟုတ်ဘူးUS မှာကြီးပြလာတဲ့လူလည်းဖြစ်မဲ့ထင်းတယ်ပေါ့နော်ဆိုတော့ तू ကဒီနိုင်ငံချမ်းမှာဆိုလို့ရှင်ရိုင်းရိုင်းပြောမယ်ဆိုလို့ရှင်ပေါ့နော်တချို့မင်းကလေးတွေဆိုရှင်ဒီသူတို့နိုင်ငံအလန်ကိုသူတို့ကဘောလီအနေနဲ့လည်းဝတ်တယ်ပြီးလို့ရှင် drink ထားမှလည်းဝတ်တယ်အဲ့လိုမျိုးတွေကျွန်တော်အများကြီးတွေ့နေရတယ်ဆိုတော့အတိကလူဆိုတာကအကောင်းမြင်စိတ်ရှိဖို့ပဲလိုတာကိုကချစ်လို့ဝတ်တာလေကိုကဒါစော်ကားချင်လို့တာမိုးမထားလို့ဝတ်တာမှမဟုတ်တာဟုတ်တယ်မလားသူတို့စိတ်ထဲမှာအဲ့လိုမျိုးတွေမရှိဘူးအဲ့တော့သူ့လည်းနားလေပြီးစီချင်တယ်အရင်အပြစ်တွေမပြောကြပါနဲ့ကျွတ်ချွန်လေးရတယ်သူကအသက်လည်းငယ်သေးခါကျော်သူကမထင်သားမိဘူးငါဒီလိုလုပ်နေဆိုငါတို့ငါမြန်မာနိုင်ငံတွေကငါ့ကိုဘယ်လိုထင်သွားမှာလဲအမင်တော်ပါမလားအမင်ကောင်းပါမလားဆိုပြီးသူကအဲ့ဒါမတွေးမိလိုက်ပဲသူဒီတိုင်းလုံးဝ just accident လုံးဝလုံးမိလိုက်တယ်မတော်ဆန်နဲ့နော်ဆိုတော့အဲ့ဒါကိုသူကနားလေပြီးဖို့လည်းလိုပါရဲ့ရှင်နော်ဆိုတော့လူစရာလည်းပြောမယ်ဆိုရှင်အမားနဲ့ဘယ်သူမှမကင်းကြပါဘူးဆိုတော့ तू ကလည်းအခုဒီဟာတွေလုံးမိလိုက်တဲ့ခါကျတော့ तू ကလည်း no social ငါဒီလိုလုပ်နေတယ်ဆိုငါနိုင်ငံသားနိုင်ငံသားတွေကငါဒီလိုလုပ်နေမထိုက်ဘူးဆိုတော့ तू ကဆင်ချင်လို့ရတော့ပဲနောက်လည်း तू ဆင်ချင်လို့ရသွားပြီဟုတ်တယ်မလားဆိုတော့အားလုံးပဲပေါ့နော်ဒီဘယ်လိုပြစိတ်ကလေး short ကြပါလို့ तू ကအဲ့လိုမျိုးမကောင်းတဲ့စိတ်သူ့စိတ်ထဲမှာလုံးဝမရှိ तू ကယူသားနဲ့ဒီလိုလုပ်မိလိုက်တာကွာသူထင်တော့သူကအကောင်းပိုက်ထင်ပြီးထင်ကောင်းထင်မှာပေါ့နိုင်ငံခြားမှာဆိုလို့ရှိရင်ဘိုးဖနက်တွေလောက်ကဖနက်တွေလောကတော့နိုင်ငံအလံနဲ့လောက်ထားတော့အများကြီးရှိတယ်အဲ့ဒါကြောင့်မလို့နော်အားကြောင့်သူကလည်းဒီနိုင်ငံကိုချစ်တဲ့စိတ်သူပြောင်းပြန်ဖြစ်သွားရင်လည်းဖြစ်သွားနိုင်တာပေါ့နော်သူကဒါပေမဲ့100%ကျော်ပြောရတာကသူကသူ့စိတ်ထဲမှာဘာရည်ရွယ်ချက်မှမရှိဘူးသူဒုနိုင်ငံလည်းသူချစ်တယ်သူလေးစားတယ်သူတောင်းမိုးထားတယ်ဒါတော့ကျွန်တော်100%ပြောရပါတယ်ရှင်နော်ကျွန်တော်ပြောတာမှားပါတယ်ဆိုရှင်လည်းထုတ်ပါတောင်းလည်းတောင်းပါပါတယ်ဆိုတော့အားလုံးပဲကျေးဇူးများတင်ပါတယ် bye bye